မမီတီနေ့မိုးမြော်ငရုတ်သီးလေးတွေကိုကြိတ်ပြီးသိမ်းပြလို့ဗီဒီယိုရိုက်ထားတာကိုတင်ပေးလိုက်တယ်။ဒီဥစ္စာကတော့ဟာဘနဲရိုပါသူ့ကိုအဆက်ပိုစီခြင်းလို့နည်းနည်းထည့်မယ်နော်။ဒါလေးကတော့မိုးမြော်ငရုတ်သီးအင်ဒီယားနာဖို့ဝင်းကပြီးခဲ့တဲ့စောင်းမဝင်ခင်ကဝယ်ထားပြီးအခက်ခံသိမ်းထားတာ။သူကအညာချွေပြီးတန့်ပြီးတော့မှသိမ်းထားတာမို့လို့ဘာမှလုပ်စရာမလိုတော့ဘူးရေစစ်ပြီးတော့တန်းပြုတ်လို့ရပါပြီ။ဟာဘနဲရိုကိုလည်းအညာချွေပြီးရေစစ်ထားတယ်။ဒါကပြုတ်မဲ့ရေပမာဏပါတစ်ခွက်လောက်ရှိပါမယ်။ရှာလကာရေကတော့ခွက်ရဲ့4ပုံ3ပုံသုံးပါမယ်။အဲ့တော့ဒါကရေထဲကိုရှာလကာရေထည့်မယ်4ပုံ3ပုံဆိုတော့နည်းနည်းလေးခြံထားမယ်နော်။ပြီးတော့အဲ့ဒီရှာလကာရေကိုဆူလာအောင်တည်မယ်။ဆူလာပြီဆိုလို့ရှင် habanero ကိုအရင်ထည့်ပြီးတော့ပြုတ်မယ်။ပြုတ်တယ်လို့ပြောပေမဲ့လည်းလေတကယ်တော့ပြုတ်တာမဟုတ်ပါဘူး။ဒီရေပူရဲ့ရှာလကာရေရဲ့အဲ့ထဲမှာဒီငရုတ်သီးမှာပိုးလေးတွေများတွေ့နေတာရှိရင်တန့်သွားအောင်ပြုတ်ပေးလိုက်တာပါပဲရှာလကာရေပါတဲ့ခါကျတော့သူကကြာအထားခံတယ်မှုမတက်တော့ဘူးပေါ့နော်ငရုတ်သီးလေးတွေကိုရေစုထဲမှာလေးစက္ကန့်30အလွန်ဆုံး40လောက်ထားပြီးတော့ဆယ်လိုက်တာပဲအဲ့တော့ရေကိုဆူလာအောင်ပြန်တယ်မယ်ရေစုပြီးဆိုလို့ရှိရင်မိုးမြောင်ငရုတ်သီးလေးတွေကိုတတုပ်ပြီးတတုပ်ပြုတ်သွားပါမယ်အများကြီးတစ်ခါတည်းပြုတ်လို့ရှိရင်ရေရဲ့ temperature လျော့သွားမှာဆိုလို့အဲ့တော့ရေစုနေတော့မှငရုတ်သီးလေးတွေထည့်တယ်စက္ကန့်30 40အလွန်ဆုံးထားမယ်ပြီးလို့ရှိရင်ပြန်ဆဲမယ်ရေကိုစုလာအောင်ပြန်တယ်မယ်ပြီးရင်တတုပ်ပြီးတတုပ်ပြုတ်သွားပါမယ်ငရုတ်သီးလေးတွေအားလုံးပြုတ်ပြီးသွားပြီဆိုတဲ့အခါဒီပြုတ်ရည်ကိုအေးခံထားမယ်ကြိတ်တဲ့အခါမှာထည့်ပြီးသုံးပါမယ်ငရုတ်သီးတွေကိုကြိတ်မယ်ဆိုတဲ့အခါကျတော့အိမ်အပြင်မှာထွက်ပြီးကြိတ်တယ်အိမ်ထဲမှာကြိတ်တယ်ဆိုလို့ရှိရင်အကုန်လုံးမှုန်ထုံကုန်ပါအဲ့တော့ကြိတ်ဆက်တဲ့ကိုကိုယ်ဆက်ကနိုင်တဲ့ပမာဏထည့်ပေါ့နော်ပြီးလို့ရှိရင်ခုနကပြုတ်ရည်လေးအေးခံထားတာအဲ့ဒါလေးကိုထည့်ပေးပါမယ်ဒီဥစ္စာဘလန်ဒါကိုသုံးထားတာဆိုတဲ့ခါကျတော့ရေမပါလို့မရအောင်အဲ့တော့အဲ့ဒီရေကလည်းရှာလကာရေလေးဆိုတဲ့ခါကျတော့ဒီကြိတ်တဲ့ခါမှာအနှစ်ဖက်ကလေးတွေကိုချောမွေ့အောင်လည်းလုပ်ပြီးတယ်နောက်ရှာလကာကြီးဖြစ်နေတော့မှုန်မတက်ဘူးပေါ့နော်ကြာသိမ်းထားရင်အဲ့တော့ဒီအနေလောက်ခက်ကြမ်းကြမ်းလေးပဲကြိတ်ပါတယ်သူ့အယောင်ကိုကြည့်ရင်ရဲနေတာပဲဒါတဘာဝနော်ဆေးတွေဘာတွေမပါဘဲနဲ့တဘာဝအယောင်လေးဒီငရုတ်သီးကြိတ်တာတွေကိုမမေကဟင်းချက်တဲ့အခါမှာလည်းသုံးတယ်နောက်အချင်းရည်တွေဘာတွေဖြော်တဲ့အခါမှာလည်းထည့်သုံးပါတယ်လက်တလောသုံးဖို့ကိုကြတော့ပလင်းထဲမှာထည့်တယ်ကြာထားပြီးတော့အခက်ခံသိမ်းမှမျိုးကြတော့ plastic တွေထည့်ပါတယ်ဒီပမာဏလောက်ဆိုရင်မမီတို့အတွက်3လစာလောက်လုံလောက်ပါတယ်